တန်ကတော့တောင်ပေါ်ဒေသတွေမှာချင်းကိုတက်တာအောင်အသုံးပြုကြတဲ့လက်ဖြစ်မီးရထားပဲဖြစ်ပါတယ်။မီးရထားဆိုရင်တန်တချောင်းလေးပေါ်မှာလူတစ်ယောက်ထိုင်ရုံပဲမောင်းလို့ရတာဖြစ်ပြီးတော့ရွေချက်ကတော့တောင်ပေါ်ကပစ္စည်းတွေကိုတောင်အုပ်ကိုထိခိုက်မရှိသိယူဖို့ပဲဖြစ်ပါတယ်။မီးရထားလုပ်ဖို့အတွက်အရေးသွေးကောင်းမွန်တဲ့တန်ချောင်းတွေကိုအရှိကြီးဖြစ်အောင်ဂေဟဆက်ထားရပါတယ်။ပြီးရင်တော့အိတ်တန်ချောင်းရှည်ကြီးကိုတောင်ပတ်လန်းတွေတိုင်းငုံရှိုက်ပြီးတော့တင်ထားရပါတယ်။အပေါ်မှာပြင်းဆွဲမဲ့ရှင်ဖြစ်တန်စကားတွေကိုချင်းလုပ်ပြီးတော့ဘိန်းတက်လိုက်ရင်တော့ဆင်ပြေသွားပါပြီ။မီးရထားကောင်းကိုတော့ဆိုင်ကင်အင်ဂျင်နဲ့တဲပြီးတော့ဓာတ်ဆီထည့်အသုံးပြုကမောင်းနေကြပါရီဒီရထားတွေကကြမ်းတက်လာတဲ့တောင်ခီးကိုအန်ကျုပ်ပြီးတော့တနေရာနဲ့တနေရာမမြင်ဆက်ဆန်သွားလာဖို့ထောက်ကူဖြစ်စေပါရီအနီးတစ်ဝိုက်ဒေသခံတွေကတော့လေးလင်နဲ့မြစ်စိုးနဲ့ဝါစင်ဝါပိုင်းတွေကိုတည်ယူဖို့အတွက်ဒီမီရထားကိုအသုံးပြုကြပြီးတော့အချို့ကလည်းလက်ပန်းဆက်သွယ်ရေးကိရိယာဖြစ်အသုံးပြုကြပါရီအနောက်နိုင်ငံသားတွေအုံနောက်ပြည်ချက်ကတော့ဖျားခမ်းမှာတောင်မှထိုင်ပြီးတော့ကိုယ်ခွေချင်းစရာလေးပါပဲပရိသတ်ကြီးတို့ရောမြမပြည်မှာရောဒီလိုခုံယူဖို့ကောင်းတဲ့တွေ့ထွေမှုမျိုးကိုတွေ့ဘူးကြလားရှင်ပြောခဲ့ပေးပါဦးနော်